ရှေးဥစွာဖျားကျေးဇူးတော်ချီးမွမ်းပါတယ်ဒီနေ့ကျွန်တော်တို့နှလုံးသွင်းဆင်ခြင်ဖို့အတွက်ကျွန်တော်တမန်ကျမ်းစာတစ်ပိုက်ဖတ်ချင်ပါတယ်ကပ္ပဦးကျမ်းအခန်းကြီး1အပိုက်ငယ်1ဖြစ်တယ်အစအဦး၌ဖျားသခင်သည်ကောင်းကင်နှင့်မြေကြီးကိုဖန်ဆင်းတော်မူ၏အစအဦး၌ဖျားသခင်သည်ဆိုတော့ဖျားနဲ့ပဲအစပြုထားတာဖြစ်တယ်ပြီးတော့အဲ့ဒီဖျားကကောင်းကင်ကိုဖန်ဆင်းတယ်ပြီးတော့မှမြေကြီးကိုဖန်ဆင်းတယ်ဒါဆိုကပ္ပဦးကျမ်းအခန်းကြီး1အပိုက်ငယ်1ကလောကမှာဖန်ဆင်းတဲ့အရာတွေဘာမှမရှိခင်ကတည်းကဖျားရှိတယ်ဖျားနဲ့အစပြုထားတာကိုတွေ့ရတယ်ဒါကြောင့်ဒီနေ့ကျွန်တော်တို့ယုံကြည်သူအသက်တာမိသားစုရဲ့အသက်တာထဲမှာဖျားနဲ့အစပြုဖို့အတွက်လိုအပ်တယ်ဆိုတာကိုကျွန်တော်တို့ကျမ်းစာအဖြစ်နားလည်ရတယ်မှန်ပါတယ်ကျွန်တော်ကျမတို့ရဲ့အသက်တာအိမ်ထောင်မိသားစုကပထမဆုံးဖျားနဲ့အစပြုရမှာဖြစ်တယ်ဖျားနဲ့အစပြုထားမယ်ဆိုရင်အစအလေအဆုံးတိုင်ဖျားကလမ်းပြပြီးပူဆောင်သွားမှာဖြစ်တယ်ဆိုတဲ့အရာကိုစင်ချင်နှလုံးသွင်းဖို့အတွက်ဖြစ်တယ်ဖျားနဲ့အစမပြုတ်ဘူးဆိုရင်ကျွန်တော်တို့အလေအဆုံးမသိချပါဘူးဒါကြောင့်ဒီနေ့ကျွန်တော်ကျမတို့ရဲ့ဘဝအသက်တာမှာဖျားနဲ့အစပြုတ်ဖို့အတွက်မမေ့စုနဲ့ကျွန်တော်တို့ရဲ့အသက်တာအိမ်ထောင်စီးပွားရေးအလုပ်ကိုင်အားလုံးကျွန်တော်တို့ဖျားနဲ့အစပြုရမှာဖြစ်တယ်ပြီးတော့နေ့တည့်ရဲ့ပထမဆုံးနေ့အချိန်ပထမဆုံးအချိန်ဖျားနဲ့အစပြုတ်သွားမယ်ဆိုရင်တနေ့တာလုံးဖျားရဲ့ကွယ်ကာခြင်းမဆခြင်းကျေးဇူးပြုခြင်းကိုကျွန်တော်တို့ခံစားရမှာဖြစ်ပါတယ်